ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့မှာဗုဒ္ဓသာသနာတော်ပြန်ပွားတိုးတက်ရေးလူငယ်လူရွယ်များအားဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အခြေခံဓမ္မအသိပညာများကိုစနစ်တကျလက်ဆင့်ကမ်းသင်ကြားပေးနိုင်တဲ့ဓမ္မစကူးဆရာဆရာမများမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့်သာနာဝေပုံလာလွှမ်းမိုးကျောင်းတိုက်ဓမ္မစကူးဖောင်ဒေးရှင်းမှာကြီးမှုဖွင့်လှစ်တဲ့အခမဲ့ပညာဒါနသင်ကြားရေးဆရာအဖြစ်မိပြသင်တန်းဆင်းလက်မှတ်ပေးရခြင်းအခမ်းအနားကိုဒီနေ့မနက်ပိုင်းကရအောင်မြေရက်ွက်ရှိအဝါဒတန်တိဒုက္ခဓမ္မယုံမှာကျင်းပပါတယ်။အခမ်းအနားကိုနမောတတ3ကျင်းရွတ်ဆိုဖျားကြော်ဖွင့်တဲ့ကသာနာဝေပုံလာလွှမ်းမိုးကျောင်းတိုက်ဦးသီပဒနာနာယကဆရာတော်ဗဒနာဇောတိကနဲ့မိုင်တွန်ဇေတဝန်တအူကျောင်းဆရာတော်ဗဒနာသာနာတို့ကဩဝါဒကထာများချီးမြှင့်တော်မူပြီးသင်တန်းဆရာဦးညီညီဝမ်းကသင်တန်းဖွင့်လှစ်ခြင်းရဲ့ရည်ရွယ်ချက်သင်ကြားပို့ချခဲ့ရတဲ့ဘာသာရေးများနဲ့သင်တန်းဆိုင်ရာအခြေအနေများကိုရှင်းလင်းပြောကြားပါတယ်။အဆိုပါသင်တန်းကိုသာနာဝေပုံလာလွှမ်းမိုးကျောင်းဓမ္မစကူမဲဆိုင်ဓမ္မစကူမဲရင်မစိုးရင်ကျောက်တိုက်ဓမ္မစကူနဲ့မိုင်တွန်ဇေတဝန်တအူကျောင်းဓမ္မစကူတို့မှာဆရာမ45ဦးတက်ရောက်သင်ကြားခဲ့ကြပြီးသင်တန်းဆရာညီညီဝမ်းကသင်တန်းဆင်းလက်မှတ်များကိုပေးရရာသင်တန်းသူများကလက်ခံရယူကြပါတယ်။အဲဒီနောက်သင်တန်းသားတအူကကျေးဇူးစကားပြောကြပြီးဗုဒ္ဓသာသနာစီရင်တေတူ3ကျင်းရွတ်ဆိုကအခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။